辛辣な言葉を人に投げかけない。သူများစိတ်ထိခိုက်စေမဲ့ကြမ်းတမ်းတဲ့စကားတွေကိုမပြောရပါဘူး。自分ではどんなに的確な批判だと確信していても、批判された人間はそれをいつでも覚えているものだ。ကိုကိုယ်တိုင်ကတော့ဘလောက်ပဲမှန်ကန်တဲ့ဝေဖန်မှုဖြစ်တယ်ဆိုပြီးတော့ယုံကြည်နေပါစေ။ဝေဖန်ခံလိုက်ရတဲ့သူကတော့အဲ့ဒါကိုအမြဲတမ်းမှတ်မိနေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။もしこれから何年も場合によっては死ぬまで恨まれたいなら、相手のプライドを傷つける辛辣な言葉を投げかけると良い。အကယ်၍ခုချိန်ကစပြီးတော့နောက်နှစ်ပေါင်းများစွာဒါမှမဟုတ်ဘူးဆိုရင်တေးတဲ့အထိအမုန်းခံခြင်းနဲ့ဆိုရင်တစ်ဖက်သူရဲ့ဂုဏ်သိက္ခာကိုထိခိုက်စေတဲ့စကားလုံးတွေနဲ့ပြောလို့ရပါတယ်။မှဆိုလိုချင်တာကတော့ဒီစာကြောင်းလေးကတော့ရွှဲပြီးတော့ရေးထားသလိုပုံစံမျိုးလေးပေါ့နော်။သူများကိုနာကျင်စေမဲ့သူများကိုထိခိုက်စေမဲ့စကားလုံးတွေမပြောရဘူး။ဝေဖန်မပြောဆိုရဘူး။ဘာလို့လဲဆိုတော့ပြောလိုက်တဲ့သူကတော့ငါမှန်တယ်ဆိုပြီးတော့ပြောလိုက်ပေမဲ့အပြောခံတဲ့သူကတစ်လုံးမမိနေတဲ့သူဘယ်တော့မှမမေ့ဘူးပေါ့နော်။ဒါကြောင့်မလို့နှစ်ပေါင်းများစွာဒါမှမဟုတ်ဘူးဆိုရင်တည်တဲ့အထိအဲ့ဒီလူတစ်ယောက်စီကအမုန်းခံခြင်းနဲ့ဆိုရင်တော့သူ့ရဲ့ဂုဏ်သိက္ခာကိုထိခိုက်စေတဲ့စကားလုံးတွေပြောလို့ရပါတယ်ပြောပါဆိုတဲ့အဓိပ္ပာယ်လေးပေါ့နော်။စာလေးကတော့နည်းနည်းလေးဆိုပေမဲ့အရန်ဘူးတူတာရပါတယ်။はい。辛辣な言葉を人に投げかけない。